ခင်ဖုံးသက်ဝေဂီတကြပြားဆိုတာကိုရေးကိုရာတွေမိကောက်ပေါက်ခြင်းတစ်မျိုးပါပဲအရေးတကြီးတီထွင်လိုက်မိတယ်ဟောဒီຫນွေဦး channel တစ်ခုလုံးကျွန်တော်ခင်ဖုံးသက်ဝေပြောပါစီကွယ်မနေ့ကရောမနေ့ပြန်ရောဖေဖော်ဝါရီတစ်လလုံးရောအချစ်နဲ့စစ်ပြီးလူတွေဘာလုပ်နေကြပါသလဲဘရန်ဒီလိုတက်တန်းရှည်တိုင်းလွမ်းစရာတွေဟာလွမ်းစရာကောင်းနေပြန်ပါတယ်ဂုံယူခြင်းစရာပါခင်ဖုံးသက်ဝေနှစ်ယောက်စလုံးရေဖို့ပန်းတွေဘယ်ရာဒီမှမပွင့်ခဲ့တာခင်ဖုံးသက်ဝေတောက်ပြီးကျွန်တော်အခါခါတည်ခဲ့ရတဲ့အစိပ်ပြာတစ်ခွက်မှာဆက်သွားဖို့တွေပကြားအပ်ခဲ့ရတာပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမိကိုမစုံငုံမစုံလွမ်းနေတတ်တာဂုံယူပါရခင်ဖုံးသက်ဝေမာယာလူမျိုးတွေရဲ့ပြက်ကလေးမှာချစ်သူများနေကိုဖော်ပြဖို့ရှုပ်ထွေးလွန်းလာတယ်ကျွန်တော်ပင်လယ်မှာဖြစ်တဲ့ကိုရိုးရှင်ပါရဲ့လှိုင်းကြားလေကြားကြောက်ဆောင်ပေါ်မှာအတောင်ညောင်းလာတဲ့အမီးနှခွစင်ရော်လေးတကောင်စားနှကောင်စားလာနာနေမယ်လေတွေကရွက်ဖြူဖြူတွေကိုဖောင်းကနေအောင်တိုင်းလို့ဥရဟိုဖြတ်သွားဖြတ်လာအဲ့ဒီလေလေးတွေစီဟေးဟေးလို့အော်တန်ခေါ်တန်ပြူကြမယ်နေ့နဲ့ညကိုနှလုံးသားနဲ့ဖက်ကြရွတ်ကြပြည့်ပြည့်စုံစုံကိုပေါ်လို့ရိုက်သွားတော့တာပဲမုံတိုင်းတွေကိုယူကာယာနဲ့နန်းဆက်မနေဘူးလားကွယ်တောင်တခမ်းကျွန်းတန်းလွမ်းငွေတက်ရင်သူ့မျက်ရည်ကိုမျက်ရည်ခွဲခြားလို့တော့မရနိုင်ပါဘူးအကောင်းဘက်ကလှည့်တွေးကြည့်စမ်းမခင်ဖုံးသက်ဝေလိပ်ပြတကောင်ရဲ့ငင်းနံမင်းမတောင်မတင်ကားစရာတွေပါနေတာမို့လွမ်းလောက်လို့သာလွမ်းပါတယ်ဘလို့စုကိုတောင်းထိုက်တန်သမျှသာဆူတောင်းပြရကြဘူးမှာပါကြာညွန်တွေရိုးတွေပြစ်စုံမိုးပြေတွေတိမ်တွေရဲ့အညိုတိုင်းခိုင်မာတဲ့အောင်တက်တန်တဝက်တစ်ပြက်တွေကျွန်တော်ရထိုက်တာထက်ကိုပြည့်စုံခဲ့ပူပါရဲ့မိလျံကြားကရဲရင်မှုအတွက်တော့ကျွန်တော်စီဒီတိုင်းလေးပဲထားခဲ့လိုက်ပါခင်ဖုံးသက်ဝေရဲ့ဘလို့ချစ်ရမလဲဆိုတာသိရအောင်ဒီကံကောင်းသွားမှာပါ